ရတယ်တိုက်ရရတယ်အဲ့လိုမျိုးလာပတ်ပတ်ဒီနေ့တော့ဒီနေ့ရတော့ဆက်ရပါဒီမှာဒီနေ့ဆောင်းချောင်းလို့ဆိုလို့မျိုးစားနေတယ်နော်အာဘယ်စမတော့ ။ဒီကြားလုံးကချောင်းမဆိုးပါဘူး ချောင်းတော့မစိုးပေမဲ့ဒါပေမဲ့သူက ။အချိုလေးတော့ပါပါတယ် သူကပါတယ်ဒါပေမဲ့ချောင်းမစိုး ။ဝင်းသီးကိုစားလိုက်ရတယ်လို့ပါပဲ ဟိုပြောမဲ့ပေါ့နော်ဒီစားလိုက်ကောင်းပါစားလိုက်ရတယ်လို့ပဲပေါ့အရင်ကောင်းတယ်အားကမစားပြတယ်နော်ခဲမှာဘောသူကပေါ့ချိုးလင်းပေါ့နော်ဒီမှာစားပြတယ်နော်ဖတ်ဘူး ။အဲ့လိုအများကြီးနဲ့ကိုဘတ်သားကိုဖောက်လိုက်တာ အာစီနေဖို့နော် ။အဲ့လိုအမကုံလို့လားမ မဟုတ်လေတနေ့ဒီစားတော့အမလာပြီးတော့ ။မလည်းဆွဲနေပါလေ။အာတကြိုးဆွဲနေပါလေ။ဒီနေ့ဒီကြားလုံးမြင်မနေနိုင်လို့ပါ။ဆွဲနေပါလေ။အာဟာ။ရေဟာ။ဟဲတလုံးမရှိတော့ဘူးဟဲအဲ့လောက်လေးအဲ့လောက်တော့စားရလားဟဲအဲ့ချောင်းမဆိုးပဲနေမလားအဲ့လောက်စားရဲ့ဟဲတလုံးမှမရှိတော့ခုနအများကြီးရတလုံးမှမရှိတော့ဘူးဘယ်လိုလုပ်မလဲဟာဒီမှာစားတလုံးမှမရှိတော့ဘယ်လိုလုပ် ဟုတ်ပါရဲစားလို့ကောင်းတယ်တလုံးမရှိတော့ အဲ့တလုံးကျဲ အဲ့ရတလုံးလူစားနေပါလေအဲ့တလုံး တလုံးကျဲ